တိုက်ပွဲအတွင်းတူတန်ရာရခဲ့တဲ့အချိန်မှာအဲ့ဒီစွမ်းရည်ကအသက်ဝင်ခဲ့တာဖြစ်ပါတယ်ဖော်ပြချက်အရကမ္ဘာလောကကိုဖန်ဆင်းနိုင်တဲ့အစွမ်းကိုအသက်သွင်းဖို့အတွက်အချိန်ကိုက်မှုကအင်မတန်အရေးကြီးပါတယ်စောလုံးတာနောက်ကျလုံးတာမျိုးမဖြစ်ရပါဘူးခဏတာအတွင်းမှာသူကတခြားလက်နက်တွေမှာလည်းသူ့ရဲ့ပုစိန်လိုမျိုးဝတ်ထားတဲ့ဂုံတက်တီတွေရှိနေမလားလို့တွေးမိလိုက်ပါတယ်ဒါပေမဲ့လက်နက်တစ်ခုချင်းစီမှာအသက်ဝင်စေမဲ့အခြေအနေတွေကကွဲပြားနိုင်တာကြောင့်ကန်တရားအပေါ်မှာပဲပုံအပ်ထားလိုက်တာကပိုကောင်းမယ်လို့တွေးပြီးအဲ့ဒီအကြံကိုလက်လျှော့လိုက်ပါတယ်အဲ့ဒီနောက်ကျန်တဲ့ပစ္စည်းတွေကိုစစ်ဆေးကြည့်တဲ့အခါဆေးစီကနောက်ဆုံးတစ်ကြိမ်စာပဲကျန်တော့တာကိုတွေ့ရပါတယ်ဒါကြောင့်အရေးအကြီးဆုံးအချိန်ကြမှာပဲဒါကိုသုံးတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်မဟုတ်ရင်တော့တားရဲတွေကိုအမဲလိုက်ဖို့သူ့ရဲ့ပုစိန်ကိုပဲအားကိုးရတော့မှာပါအုံတော်မျိုးနွယ်စုတည်သွားတဲ့အသားတွေဟာအလွန်ဆုံး2ရက်ပဲခံမှာဖြစ်ပြီးအချိန်နှင်းနေတာကြောင့်လောလောဆယ်မှာဆန့်ကိုပဲယုံကြည်ရတော့မှာပါဒါကြောင့်လှုပ်ရှားတွေကြံသေးတာကြောင့်ဆန့်ကိုခေါ်ခိုင်းလိုက်ပါတယ်ခဏအကြာမှာဆန်ရောက်လာပြီးဘာဖြစ်လို့လဲလို့မေးပါတယ်ချမ်းကသူတို့အရင်ကမောင်းထုတ်လိုက်တဲ့နွားရိုင်းnetတွေကိုမှတ်မိသလားလို့မေးပြီး2ရက်အတွင်းအဲ့ဒီနွားရိုင်းတွေကိုရှာဖွေပြီးပြန်လဲသတင်းပို့ဖို့အမိန့်ပေးလိုက်ပါတယ်ဆန်လဲချက်ချင်းထွက်သွားပြီးနွားရိုင်းတွေကိုရှာတွေ့တာနဲ့ပြန်လာခဲ့မယ်လို့အော်ပြောသွားပါတယ်သူ့ကိုကြည့်ပြီးချမ်းကလူတိုင်းဒီလောက်စူးစမ်းနေတာပဲငါလဲမျိုးနွယ်စုအတွက်လက်ဆောင်တချို့ပြင်ဆင်တင်တယ်လို့တွေးလိုက်ပါတယ်ဆန်ကနွားရိုင်းတွေကိုရှာနေတဲ့အချိန်မှာချမ်းကလက်ဆောင်တွေလုံနေခဲ့ပါတယ်2ရက်အကြာမှာစစ်ဆေးကြည့်တော့မစ်ရှင်အတွက်9ရက်ပဲကြံပါတော့တယ်ကြောက်လန့်ဖျားအယိုးပုတ်တွေနဲ့နွားရိုင်းဦးချိုရည်ဘူးပြုလုပ်ဖို့အတွက်နေပညာဆိုင်ရာအမှတ်တွေလည်းသူရရှိခဲ့ပါတယ်ပုတ်တွေကိုတော့စတုံးပုံးကိုပေးမယ်လို့သူစဉ်းစားထားပါတယ်ဒါမှသာတိုက်ပွဲဒါမှမဟုတ်အမဲလိုက်တဲ့အခါလူတွေကိုအလွယ်တကူအမိန်ပေးနိုင်မှာပါကြောက်လန့်ဖျားတွေကတစ်သားလန်တွေကိုပိုပြီးပြင်းထန်စေမှာဖြစ်လို့အကယ်လေးအုံတော်မျိုးနွယ်စုကရန်လိုလာမယ်ဆိုရင်တောင်သူတို့ဘက်ကအခွင့်အရေးပိုတာမှာပါရေဘူးကိုတော့စန့်အတွက်ပြုလုပ်ပေးထားတာပါအဲ့ဒီအချိန်မှာအာအိုကအိမ်တွေဆောက်ပြီးသွားပြီဆိုတဲ့သတင်းကောင်းယူလာပါတယ်ချမ်းကသွားကြည့်ကြတာပေါ့လို့ပြောပြီးရောက်သွားတဲ့အခါစတုံးပုံးကသူတို့ဆောက်ထားတာကိုဂုံယူစွာပြသပါတယ်ချမ်းကတော့အမှန်တိုင်းပြောရရင်တိတ်သဘောမကျပေမဲ့လောလောဆယ်မှာတော့ဟုတ်တယ်လို့ပဲပြောလိုက်ပါတယ်လူတိုင်းကတော့တန်လောင်အိမ်တွေထဲမှာမနေရတော့တာကြောင့်ဝမ်းသာအားရအောင်ပွဲခံနေကြပါတယ်လူတိုင်းအောင်ပွဲခံနေချိန်မှာချမ်းကတော့နည်းနည်းစိတ်ပြက်နေတော့ပါပဲဒါပေမဲ့စတုံးပုံးကကောက်ရိုးတကားကိုနေရာတကျတက်ဆင်လိုက်တဲ့အခါအဆောက်အုံကပြီးဆုံးသွားပါတယ်အဲ့ဒီလိုဖြစ်သွားတာနဲ့ချမ်းကအိမ်ဆောက်တဲ့အတွက်နေပညာအမှတ်30အမှတ်ရလိုက်ပါတယ်ပတ်ဝန်းကျင်ကိုကြည့်ရင်ချမ်းကသူရောက်လာပြီးနောက်မျိုးနွယ်စုမှာဘလောက်အထိအပြောင်းလဲကြီးမားသွားလဲဆိုတာသတိပြုမိသွားပါတယ်ခအစတုန်းကတော့သူတို့ဟာတားရဲတွေလိုပဲနေထိုင်ခဲ့ကြတာပါခဒါပေမဲ့အခုတော့သူတို့ရဲ့အမူအကျင့်တွေကတိုးတက်လာပြီးအသိဉာဏ်ရှိလာတာကလည်းထင်ထင်ရှားရှားမြင်နေရပါတယ်ခဒါတွေအားလုံးကစနစ် system ကြောင့်ဖြစ်နိုင်ပြီးစင်ကဲဖြစ်စဉ် evolution ကိုမြန်ဆန်အောင်လုပ်ပေးနေတယ်လို့ပါပဲကြစံပြန်ရောက်လာရင်ချက်ချင်းပြောဖို့အားလုံးကိုမှာကြပြီးသူလဲသူ့တဲစီပြန်လာခဲ့ပါတယ်ခခဏအကြာမှာပဲဆန်ကသူရှာတွေ့ပြီလို့အော်ဟစ်ကပြေးဝင်လာပါတယ်ခချမ်းကဆန်ကိုချီးကျူးလိုက်ပြီးအစီအစဉ်ရဲ့ဒုတိယပိုင်းကိုစတင်နိုင်ပြီလို့ပြောပါတယ်ခသူကစာတုံးဖုံးကိုတီးတန့်ခေါ်ပြီးအစီအစဉ်ကိုရှင်းပြပါတယ်ခစာတုံးဖုံးကတော့ဘေးအန္တရာယ်ကိုစိုးရိမ်ပေမဲ့ဆန်ကသူ့ကင်တွယ်နိုင်ကြောင်းအားပေးပါတယ်ခချမ်းကစာတုံးဖုံးကိုပလွေပေးလိုက်ပြီးဒါကအမိတ်ပေးရတာပိုလွယ်စေလိမ့်မယ်လို့ပြောပါတယ်ခဆန်ကိုလည်းမစ်ရှင်ပြီးရင်လက်ဆောင်ပေးမယ်လို့ကတိပေးလိုက်ပါတယ်ခဆန်ကိုလည်းမစ်ရှင်ပြီးရင်လက်ဆောင်ပေးမယ်လို့ကတိပေးလိုက်ပါတယ်ခနောက်ဆုံးမှာချမ်းကသူ့ရဲ့အချက်ပြမှုကိုမြင်တာနဲ့ချက်ချင်းအလုပ်လုပ်ကြဖို့အားလုံးကိုမှာကြားလိုက်ပါတယ်ခလူဝင်အားနှဲပါလုံးတာကြောင့်ဒဏ်ရာရထားတဲ့သူတွေကိုပါအလုတ်ခိုင်းနေရလို့ချမ်းစိတ်မကောင်းဖြစ်နေပါတယ်ခသူကအာအိုကိုမြောင်နဲ့လန်ကူချီတို့ကိုအိမ်ရှိမှာမိဘုံကြီးတစ်ခုပြင်ခိုင်းလိုက်ပါတယ်ခဒါပေမဲ့အခုချက်ချင်းမမွှေးခိုင်းသေးပါဘူးကအာအိုကဒါကဧည့်သည်တွေအတွက်လားလို့မေးတဲ့အခါချမ်းကဟုတ်တယ်လို့ဖြေပေမဲ့သူတို့အရင်ကချထားတဲ့ငါးစာကတကယ်ပဲအလုတ်ဖြစ်ပါမလားလို့စဉ်းစားနေပါတယ်ခဏအကြာမှာတော့အုံတော်မျိုးနယ်စုဝင်အုပ်စုကြီးတစ်ခုဟာသူတို့စခန်းစီကိုလာနေတာကိုမိန်းကလေးတစ်ယောက်ကတွေ့ပြီးချမ်းစီကိုသတင်းလာပို့ပါတယ်ခအဲ့ဒီအချိန်မှာအာအိုကအိမ်ထဲမှာချမ်းကိုပြုစုပေးနေတာပါခချမ်းကအုံတော်မျိုးနယ်စုကိုသာတင်သွင်းနိုင်ရင်လီစာနဲ့အာအိုနှစ်ယောက်လုံးကသူ့ကိုပြုစုပေးကြမှာပဲလို့တွေးလိုက်ပါသေးတယ်ခအုံတော်မျိုးနယ်စုရောက်လာတာနဲ့အာအိုကအပြင်ထွက်ပြီးကြိုးဆိုပါတယ်ခလီစာကိုနန်းတော်ထဲကိုဝင်ဖို့ဖိတ်ကြပြီးသူတို့ဘရင်ကစောင့်နေတယ်လို့ပြောပါတယ်ခနန်းတော်ဆိုတဲ့စကားလုံးကြောင့်လီစာအံ့ဩသွားပါတယ်ခချမ်းရဲ့လူတွေကဒီလောက်မြန်မြန်နဲ့ကောက်ရိုးတဲ့တွေကိုတစ်သားအိမ်တွေအဖြစ်ဘလို့ပြောင်းလဲလိုက်တာလဲဆိုပြီးသူမအံ့ဩလို့မဆုံးဖြစ်နေပါတယ်ခပြီးနောက်လီစာကပြုံးပြီးရှင်တို့ဘရင်ကငါတို့နဲ့တွေ့ဖို့အပြင်ထွက်လာရမှာကြောက်နေရလားလို့မေးလိုက်ပါတယ်ခလီစာကချမ်းရဲ့မျိုးနွယ်စုကိုထပ်ပြီးအနှောက်အယှမပေးချင်တော့ကြောင်းလို့ဒါပေမဲ့ဒီတခါတော့လော်ကြီးအနေနဲ့အသားတွေပို့တက်သွားမှာဖြစ်ကြောင်းပြောပါတယ်ခသူမရဲ့လက်အောက်ငယ်သားတွေကအိမ်နီးချင်းအစ်စ်တွေနဲ့တွေ့ချင်နေတာကြောင့်အထုခေါ်လာခဲ့တာဖြစ်ပြီးချမ်းရဲ့လူတွေမကြောက်ကြဖို့မျောလင့်ကြောင်းလဲသူမကဆိုပါတယ်ခအာအိုကရှေမောပြီးသူမကဆိုပါတယ်ခအာအိုကရှေမောပြီးကျမတို့ဘရင်ကအသားလေးဆက်စာကြိုတင်ပြင်ဆင်ထားဖို့အမိန့်ပေးထားပြီးသားပါယိုဒါကြောင့်လီစာစိတ်ကြိုက်ကြနိုင်ပါတယ်ယိုဒါပေမဲ့ကြည့်ရတာတော့ရှင်ကလူ40တောင်ခေါ်လာပုံမရဘူးနော်လို့တုံ့ပြန်လိုက်ပါတယ်ခအဲ့ဒီနောက်လီစာကအာအိုကိုနင်းဘရင်ကိုဒီလောက်တောင်ဂယုစိုက်နေရင်ငါတို့အုံတော်မျိုးနွယ်စုလဲဘာလို့မဝင်တာလဲလို့မေးပြီးသူမစီမနေရပေးမဲ့အကြောင်းကမ်းလှမ်းပါတယ်ခအာအိုကကျေးဇူးတင်စကားဆိုပေမဲ့သူမဟာသူမဘရင်ရဲ့အစွမ်းအစတွေကိုအားကျမိသွားပြီးဖြစ်လို့သူ့လူပဲဖြစ်တော့မယ်လို့ယဉ်ကျေးစွာညှင်းဆိုလိုက်ပါတယ်ခပြီးနောက်အသားတွေထားတဲ့နေရာကိုခေါ်သွားပြီးအကုန်မတည်နိုင်ရင်လဲဒီမှာပဲထိုင်စားသွားလို့ရတယ်ယိုအသားလေးရတာခက်ရင်လဲချမ်းရဲ့စစ်တီတွေကိုအကူအညီတောင်းနိုင်တယ်လို့ပြောပြပါတယ်ခ
လီဆာကသူမရဲ့လူတွေကိုငြိမ်သက်စားကြဖို့မှာကြားပြီးသူမကိုယ်တိုင်ကတော့ချမ်းနဲ့တွေ့ဖို့တဲထဲဝင်သွားပါတယ်ခါတဲထဲရောက်တဲ့အခါချမ်းကလီဆာကိုနှွေးထွေးစွာကြိုဆိုပါတယ်ခါတက်ရက်လာပါတဲ့အိမ်ထဲမှာချမ်းကိုမြင်လိုက်ရတော့လီဆာနည်းနည်းတော့ရှက်သွားပေမဲ့မိမိကိုယ်ကိုပြန်ထိန်ပြီးဒါတကယ်ပဲနင့်နေရလားယူတော်တော်လေးကြည်ကောင်းတာပဲလို့ပြောပါတယ်ခါချမ်းကလီဆာအိမ်ကိုစိတ်ဝင်စားနေတာမြင်တော့ပို့ပြီးအထင်ကြီးသွားအောင်ဒါကယာယီတဲလေးပါရောနန်းတော်အစ်စ်ဆောက်ပြီးသွားရင်ဒီအိမ်ကိုမျိုးနွယ်စုဝင်တွေကိုပေးလိုက်မှာပါလို့ပြောလိုက်ပါတယ်ခါလီဆာကနင်ကနေ့လူတွေကိုဒီလိုနေရာမျိုးမှာတကယ်ပဲပေးနေမှာလားလို့အံ့ဩတာကြီးမေးပါတယ်ခန့်ကအခုတော့အနှဲငယ်ကြမ်းတမ်းသေးပေမဲ့နောက်ဆိုရင်သူတို့အတွက်ကြောက်တုံးအိမ်တွေစောက်ပေးအောင်မယ်လို့ဆိုပါတယ်ခါအဲ့ဒီအချိန်မှာပဲလီဆာကရုတ်တရက်ပါတတိပေးချက်မှမပေးပဲသူမရဲ့ကြိုးကွင်းကိုထုတ်ပြီးချမ်းကိုချီနှောင်ကသူ့အနာကိုတိုးကပ်လိုက်ပါတယ်ခါချမ်းကဘာလုပ်တာလဲလို့မေးတဲ့အခါလီဆာကယောက်ျားတွေကိုနားလေတာငါထက်တော်တဲ့သူမရှိဘူးယောနင်ဒီလိုကောင်းမွန်တဲ့အရာတွေကိုငါ့ကိုဝမ်းသာအားရပေးလာအောင်လုပ်နိုင်တဲ့နယ်လန်းတွေငါမှအများကြီးရှိတယ်လို့ပြောလိုက်ပါတယ်ခါသူမကချမ်းကိုဒီလိုနဲနဲ့အညံ့ခံခိုင်းဖို့စူးစမ်းနေတာပါချမ်းကတော့အပြင်ပန်းမှာတင်းငိမ့်တယောင်ဟန်ဆောင်ထားပေမဲ့အတွင်းစိတ်မှာတော့တုံ့လှုပ်နေပါတယ်ခါဘာကြောင့်လဲဆိုတော့သူ့မှာတကယ်အစီအစဉ်မရှိတဲ့အပြင်ဒဏ်ရာတွေကလည်းမကြက်သေးလို့ပါပဲခါအဲ့ဒီအချိန်မှာပဲအာအိုကတဲထဲဝင်လာပြီးစားပွဲပြင်ပြီးပြီလို့ပြောလိုက်တာကြောင့်ချမ်းတက်တာရသွားပါတယ်ခါဒါပေမဲ့ချမ်းနဲ့လီဆာတို့ရဲ့အခြေအနေကိုမြင်လိုက်ရတဲ့အာအိုကလန့်သွားပြီးရှင်ဒီလိုမျိုးတွေမလုပ်သင့်ဘူးလို့ပြောပါတယ်ခါလီဆာကကြိုးကိုဖယ်လိုက်ပြီးချမ်းကစကားပြောတာတော်လောက်ပြီးအပြင်ထွက်ပြီးအသားကင်စားရအောင်တော်လောက်ပြီးအပြင်ထွက်ပြီးအသားကင်စားရအောင်လို့ပြောကမိမိုးပြီးပြီလားလို့အာအိုကိုမေးလိုက်ပါတယ်ခါတစ်ဖက်မှာလည်းလီဆာကချမ်းဘာလို့ဒီလောက်အထိတည်ငြိမ်နေရတာလဲလို့သူတကယ်ပဲလှုပ်ဝက်ချက်တစ်ခုခုရှိနေတာလားလို့တွေးပြီးအံ့ဩနေပါတယ်ခါအပြင်မှာတော့အုံတော်မျိုးနွယ်စုကမိန်းကလေးတွေဟာအသားကင်နှံကိုသဘောကျပြီးလီဆာကိုဝမ်းသာအားရလှမ်းခေါ်နေကြပါတယ်ခါချမ်းကအာအိုကိုစားအနှဲငယ်ပေးပြီးအုံတော်မျိုးနွယ်စုဝင်တွေကိုဝေပေးခိုင်းပါတယ်ခါအသားပေါ်ကိုဒါလေးနည်းနည်းဖြူရင်ပိုရတာရှိလိမ့်မယ်လို့အာအိုကပြောပြပါတယ်ခါလီဆာကဒါဘာတွေထည့်နေတာလဲလို့မေးတဲ့အခါအာအိုကကြောက်ရင်မစားနဲ့လေခက်ပြက်တုတ်ပြန်ပါတယ်ခါဒါပေမဲ့သူမရဲ့လူတွေကအရသာကိုချီးကျူးနေတာမြင်တော့လီဆာလည်းနားလည်သွားပါတယ်ခါချမ်းကလည်းဆန်နဲ့စတုံးပုံးတို့သူတို့အလုပ်တွေပြီးအောင်အချိန်ရဖို့အတွက်သူတို့တွေအစားတောက်မှာပဲအာယုံရောက်နေဖို့မျှော်လင့်နေပါတယ်ခါမြင်ကွင်းကတော့နွားရိုင်းနဲ့တွေနားမှာစောင့်ဆိုင်နေတဲ့စတုံးပုံးနဲ့ကြံတဲ့လူတွေစီကိုပြောင်းလဲသွားပါတယ်လူတန်းကသူတို့မှာအသားတွေအများကြီးရှိနေပြီးသားကိုဘာလို့နွားရိုင်းတွေကိုထပ်ပြီးအမဲလိုက်နေရတာလဲလို့မေးပါတယ်စတုံးပုံးကသူတို့ဒီကိုလာတာအမဲလိုက်ဖို့မဟုတ်ကြောင်းပြောပြီးလူလန်းကိုမေးခွန်းတွေမမေးရဲ့အမိန့်ကိုပဲနာခံဖို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟန်ကူစီကအချက်ပြချက်ရောက်လာပြီးလူတိုင်းကသူတို့ရဲ့လန်တွေကိုနွားရိုင်းနဲ့တွေစီပစ်လွတ်လိုက်ကြပါတယ်နွားရိုင်းအုပ်စုကြဤဟာထိတ်လန့်တကြားနဲ့ထွက်ပြေးကြပါတော့တယ်စတုံးပုံးကနွားရိုင်းတွေဆန်ရှိရာဘက်ကိုပြေးနေပြီလို့ပြောပါတယ်ဆန်ကစိတ်မပူနဲ့လို့ပြောပြီးတစ်ပင်ပေါ်ကနေခုံချကသူ့ရဲ့လန်နဲ့နွားရိုင်းတစ်ကောင်ရဲ့လေပင်ကိုထိုးဆိုင်လိုက်ပါတယ်ဆန်ကသူ့လုံနိုင်ခဲ့၏ချစ်ကြောင်းနဲ့ဒီနွားရိုင်းကအခုသူ့ပိုင်ဖြစ်သွားပြီလို့ဟစ်လိုက်ပါတယ်ဒဏ်ရာရသွားတဲ့နွားရိုင်းဟာပြင်းထန်စွာရုန်းကန်ပြီးဟိုဒီယူသွစွာပြေးလွှားပါတော့တယ်ဆန်ကမိမိကိုယ်တတိမွေးလိုက်ပါတယ်ဘာလို့လဲဆိုတော့သူဒါကိုထိန်အကျုံနိုင်မယ်လို့ယုံကြည်လို့ပါပဲအဝေးကနေဟန်ကူကနွားရိုင်းအုပ်စုကြီးတစ်ခုလုံးအရှိတ်ဘက်ကိုကွေ့သွားတာမြင်လိုက်ရပါတယ်စတုံးပုံးကဆန့်ကိုအချက်ပြလိုက်ပြီးဆန်ကလမ်းကြောင်းမနေမှန်းသိသွားပါတယ်သူကနွားရိုင်းကိုညာဘက်ကိုကွေ့ခိုင်းပြီးအနောက်ဘက်စီကိုမောင်းနှင်လိုက်ပါတယ်မြင်ကွင်းကချမ်းရဲ့စခန်းစီပြန်ရောက်လာပါတယ်အုံတော်မျိုးနွယ်စုကမိန်းကလေးတွေပျော်ပျော်ရွှင်ရွှင်စားတောက်နေကြပြီးချမ်းကတော့အချက်ပြမှုကိုစောင့်နေပါတယ်အဲ့ဒီအချိန်မှာပဲအုံတော်မျိုးနွယ်စုကကင်းဆောင်မိန်းကလေးတဲ့ရောက်ပြေးလွှာရောက်လာပါတယ်လီဆာကသူမကိုမြင်တော့ဘာလို့ဒီလောက်ထိတ်လန့်နေတာလဲလို့မေးပါတယ်မိန်းကလေးကငိုယိုပြီးယူသွနေတဲ့နွားရိုင်းနဲ့အုပ်စုကြီးကျမတို့စခန်းထဲကျူးကျော်ဝင်ရောက်လာပြီးအကုန်လိုက်ဖြက်စီးနေတယ်ကျမတို့ကာကွယ်ရေးလူတွေသူတို့ကိုမတားနိုင်ကြတော့ဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြားတာနဲ့လီဆာကထက်ပြီးလူတိုင်းကိုစခန်းစီချက်ချင်းပြန်ဖို့အမိန့်ပေးလိုက်ပါတယ်ဒီနွားရိုင်းတွေကိုထိုက်တန်တဲ့အဖိုးခပြန်ပေးဆက်ခိုင်းမယ်လို့ကြိမ်ဆိုလိုက်ပါတယ်ဒါပေမဲ့အတွင်းစိတ်မှာတော့သူမတုံလုံးနေပါတယ်ဘာကြောင့်လဲဆိုတော့သူမရဲ့မျိုးနွယ်စုဟာနွားရိုင်းနဲ့တွေနဲ့အမြဲဝေးနေခဲ့တာကြောင့်အခုလိုဘာလို့ရုတ်တရက်တိုက်ခိုက်လာရတာလဲဆိုတာသူမစဉ်းစားမရဖြစ်နေလို့ပါအုံတော်မျိုးနွယ်စုစခန်းမှာတော့မိန်းကလေးတွေဟာနွားရိုင်းတွေကိုမမောင်းထုတ်နိုင်ကြပါဘူးသူတို့ကလောက်လေးကိုတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပေမဲ့တားရဲကြီးတွေအပေါ်မှာဘာမှတက်ရောက်မှုမရှိပါဘူးဒါကြောင့်အောက်မှာပိတ်မိနေတဲ့ညီမတွေကိုကယ်ဖို့အတွက်အနားကပ်ပြီးတိုက်ခိုက်ကြပါတယ်ဒါပေမဲ့မိန်းကလေးတယောက်အောက်ကိုခုန်ချလိုက်တာနဲ့နွားရိုင်းတစ်ကောင်ကသူမကိုတိုက်ခိုက်လိုက်တာကြောင့်ဒဏ်ရာရလို့နှီးပါဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲလီဆာရောက်လာပြီးသူမရဲ့ကြိုးကွင်းနဲ့နွားရိုင်းရဲ့ခြေထောက်ကိုရစ်ပတ်ဖမ်းယူလိုက်ပါတယ်ဒါကိုမြင်တော့ကြံတဲ့လူတွေဝမ်းသာသွားကြပါတယ်လီဆာကသူမရဲ့လူတွေကိုထိခိုက်အောင်လှုပ်ဝက်တဲ့တားရဲတွေကိုဒေါသတကြီးဟစ်လိုက်ပြီးနွားရိုင်းတစ်ကောင်ကိုလဲကျအောင်လှုပ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကမလုံလောက်ပါဘူးနွားရိုင်းကပြန်ထလာပြီးလီဆာစီတန်းတန်းမတ်မတ်ပြေးလာကသူမကိုလေရဲမြောက်လိုက်ပြီးလက်ထဲကကျိုးကွင်းကိုလည်းလွင့်ကျသွားအောင်လှုပ်လိုက်ပါတယ်အဲ့ဒီအချိန်အကွက်ကြမှာပဲချမ်းရောက်ရှိလာပြီးလီဆာကိုဖမ်းထိန်ပေးလိုက်ပါတယ်သူကနေကောင်းရဲ့လားလို့မေးတဲ့အခါလီဆာကစိတ်တိုနေပေမဲ့မိမိကိုထိန်ပြီးကောင်းပါတယ်ဒါပေမဲ့ဒီနွားရိုင်းတွေဘယ်ကနေရုတ်တရက်ရောက်လာမှန်းကိုမသိတာလို့ပြောပါတယ်အနားမှာပဲဟွန်ရှုဆန်လူအင်းနဲ့စတုံးပုံးတို့ကတော့ဒါတွေအားလုံးဟာသူတို့ကြောင့်ဖြစ်ရတာမို့လို့စိတ်မသက်မသာနဲ့မျက်နှာလွှဲနေကြပါတယ်ချမ်းကနွားရိုင်းတွေကိုစိုက်ကြည့်ပြီးမင်းတို့တန်း
ယာရီပျောက်တာနဲ့နာကျင်မှုကိုမေ့သွားကြပြီလားလို့အော်မေးလိုက်ပါတယ်နွားရိုင်းတွေဟိမ့်ဟောက်ပြီးရှေ့တိုးလာတာကြောင့်ချမ်းလဲနေနေတော့တုံးလှုပ်သွားပါတယ်သူတို့ကချမ်းကိုမမှတ်မိကြတာလားဒါမှမဟုတ်နွားရိုင်းနဲ့ဖွရင်ရဲ့တားရည်နဲ့လှုပ်ထားတဲ့ဝိယုံကမကြောက်စရာကောင်းလို့လားပေါ့ဒါပေမဲ့ကံကောင်းတာကနွားရိုင်းတွေနောက်ဆုတ်သွားပါတယ်ချမ်းကနွားရိုင်းအုပ်စုကခေါင်းဆောင်အစ်စ်ရသွားပုံရတယ်လို့အော်ပြောလိုက်ပါတယ်သူကနွားရိုင်းတိုင်းရဲ့အစ်စ်ကိုမင်းကအရင်တကောင်ထက်အားနေပုံရတယ်ဒီကိုရောက်လာမှတော့ဒီမှာပဲနေလို့ရတယ်လို့ပြောလိုက်ပါတယ်ချက်ချင်းဆိုသလိုချမ်းရဲ့လူတွေကနွားရိုင်းတွေပေါ်ကိုတိုက်ခိုက်ကြပြီးစတုံးဘုံကဆန့်ကိုနွားရိုင်းတိုင်းရစီအာယုံဆိုင်ဖို့ပြောပါတယ်စတုံးဘုံရဲ့အကူအညီနဲ့ဆန့်ကနွားရိုင်းပေါ်ကိုခုန်တက်ပြီးစီးနှင်းနိုင်ဖို့ထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်ဆမ်မာတားရဲ့စီးနှင်းနဲ့ပါရမီအစ်စ်အမှန်ရှိနေတာကိုချမ်းတွေ့လိုက်ရပါတယ်ချမ်းရဲ့လူတွေကနွားရိုင်းအုပ်စုကိုထိန်းချုပ်နေတဲ့အချိန်မှာချမ်းကလီဆာကိုအဲ့ဒီနေရာကနေထွက်သွားဖို့ပြောပါတယ်ဒါပေမဲ့လီဆာကညင်အဆိုပါတယ်ချမ်းကသူမကိုတိုက်ပွဲဝင်မတိုက်ဖို့တားဆီးပြီးဒီသားရဲတွေကိုသူမရင်ဆိုင်နိုင်မှာမဟုတ်ကြောင်းအခုလိုအင်အားနဲ့တိုက်ခိုက်တာဟာကိုတက်သေးတာနဲ့အတူတူပဲလို့သတိပေးပါတယ်ချမ်းကမင်းရဲ့လူတွေကိုငါစခန်းကိုဘာလို့ခိတ္တခဏမခေါ်သွားရလဲအဲ့ဒီမှာသူတို့အနားယူလို့ရတယ်လို့အချိန်တန်ရင်မင်းတို့ပိုင်နက်ကိုပြန်ယူလို့ရတာပေါ့လို့ပြောပါတယ်သူကသူတို့ကိုခိုလုံရအစားအသောက်နဲ့ကာကွယ်မှုပေးမယ်လို့ကတိပေးလိုက်ပါတယ်အာအိုကလည်းလီဆာကိုသူမလူတွေရဲ့အခြေအနေကိုကြည့်ဖို့သူတို့အခုတိုက်ခိုက်နိုင်တဲ့အခြေအနေမှာမဟုတ်ကြောင်းပြောပြပါတယ်နောက်ဆုံးမှာတော့လီဆာကအုံတော်မျိုးနွယ်စုကိုဒဏ်ရာရတဲ့သူတွေကိုကူညီပြီးမြောက်ဘက်ကချမ်းရဲ့စခန်းစီကိုဆုတ်ခွာဖို့အမိန့်ပေးလိုက်ပါတယ်ဒါကိုကြားတော့အီရန်ဆိုရဲ့မိန်းကလေးကစိတ်တူသွားပေမဲ့ဖရင်မရဲ့အမိန့်ကိုမလွန်ဆန်နိုင်တာကြောင့်ဒဏ်ရာရသူတွေကိုခေါ်ပြီးချမ်းရဲ့လူတွေနောက်ကိုလိုက်သွားပါတယ်ချမ်းကအာအိုကိုအုံတော်မျိုးနွယ်စုကိုဘေးကင်းစွာခေါ်ဆောင်သွားဖို့တာဝန်ပေးလိုက်ပါတယ်စတုံးဘုံနဲ့ကြံတဲ့လူတွေကတော့ဆက်လက်တိုက်ခိုက်နေကြပြီးအီရန်လည်းတိုက်ပွဲဝင်တိုက်ပါတယ်စတုံးဘုံကသူမကိုကြောက်ရင်နောက်ဆုတ်နေဖို့ပြောပေမဲ့အီရန်ကတော့သူ့စကားကိုနားမထောင်ပဲနွားရိုင်းတွေကိုဆက်တိုက်နေပါတယ်ချမ်းကစတုံးဘုံကိုသူမလုပ်ပါစေအောင်ပွဲရဖို့ပဲအာယုံဆိုင်လို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီမိန်းကလေးတွေဟာတကယ်ပဲတတိရှိတယ်လို့သူခံစားရလို့ပါညနေဆောင်တဲ့အခါအားလုံးချမ်းရဲ့စခန်းကိုပြန်ရောက်လာကြပါတယ်ချမ်းရဲ့လူဖြစ်တဲ့မာယာကသူတို့ကိုဝမ်းသာအားရကြိုဆိုပါတယ်အာအိုကချမ်းနဲ့ကြံတဲ့လူတွေဟာဒဏ်ရာရသူတွေဘေးကင်းအောင်နောက်ကနေကာကွယ်ပေးဖို့ကြံခဲ့တာဖြစ်ကြောင်းပြောပြပါတယ်မာယာကအုံတော်မျိုးနွယ်စုကမိန်းကလေးတွေဟာသူတို့စောက်ထားတဲ့အိမ်တွေထဲမှာနေနိုင်ကြောင်းပြောပါတယ်ဒါကိုကြားတော့အာအိုတက်ပြင်းချနိုင်ပါတော့တယ်ဘာကြောင့်လဲဆိုတော့မာယာနဲ့ကြံတဲ့လူတွေဟာဒဏ်ရာတွေကြားကစူးစမ်းဆောက်ခဲ့တဲ့အိမ်တွေဟာအသုံးဝင်သွားလို့ဖြစ်ပါတယ်အကယ်လေးအိမ်တွေသာအချိန်မီမပြီးစီးခဲ့ရင်သူတို့ကိုထားစရာနေရာတောင်ရှိမှာမဟုတ်ပါဘူးအဲ့ဒီနောက်အာအိုကလီဆာကိုလူတိုင်းအတွက်အစားအသောက်ခိုလုံရနဲ့လုံခြုံရေးတွေစီစဉ်ပေးထားပြီးပြီဖြစ်လို့စိတ်မပူပဲအနားယူဖို့ပြောပါတယ်လီဆာကသူမကိုတိုးတက်စွာပဲကျေးဇူးတင်စကားဆိုပါတယ်အာအိုလည်းအရာအားလုံးအဆင်ပြေသွားတာကြောင့်တပ်ပြင်းချနိုင်ပါတော့တယ်ချမ်းရဲ့အစီအစဉ်ကပြီးခဲ့တဲ့တိုက်ပွဲတွေကြောင့်ဒဏ်ရာရထားတဲ့အုံတော်မျိုးနွယ်စုကိုအထိအခိုက်အနည်းဆုံးနဲ့သူ့လက်အောက်ကိုရောက်လာအောင်ဆွဲဆောင်ဖို့ပဲဖြစ်ပါတယ်အခုတော့နောက်ဆုံးခြေလမ်းပဲကြံပါတော့တယ်နောက်တစ်နေ့မှာမြောင်ကဟူရှောင်ကိုညက်ကအခြေအနေမေးတဲ့အခါသူကတညလုံးကင်းဆောင်နေခဲ့တာဘာမှမဖြစ်ဘူးလို့ပြန်ဖြေပါတယ်အဲ့ဒီအချိန်မှာအာအိုကလီဆာရဲ့အိမ်ရှိမှာကင်းဆောင်နေတော့သူမအပေါ်အရေးတစ်ခုကျလာတာကြောင့်မောကြည့်လိုက်ရမြောင်ဖြစ်နေပါတယ်မြောင်ကသူတို့ဖရင်ကလီဆာကိုအရေးကြီးတဲ့ကိစ္စဆွေးနွေးဖို့နန်းတော်ကိုခေါ်ခိုင်းလိုက်ကြောင်းပြောပြပါတယ်လီဆာကချမ်းနဲ့သွားတွေ့တဲ့အခါအာအိုကသူမကိုမျိုးနွယ်စုနှစ်ခုပေါင်းစည်းမဲ့အကြောင်းပြောပြပြီးပဲဤဖြစ်ကြောင်းနဲ့သူမဘက်ကညင်းဆိုတဲ့လို့ပြက်ပြက်သားသားပြောလိုက်ပါတယ်အုံတော်မျိုးနွယ်စုအားနေနေချိန်မှာအတင်းကျပ်ဖိအားမပေးဖို့လဲသူမကတတိပေးပါတယ်ချမ်းကတော့သူဟာအတင်းကျပ်မလုပ်လို့ပဲအလဲလဲလုပ်ဖို့ကမ်းလှမ်းတာဖြစ်ကြောင်းပြောပါတယ်သူကအိမ်ဆောင်နေလက်နက်လုံနေနဲ့မိမွေးနေတွေကိုတင်ပေးမှာဖြစ်ပြီးအပြန်လန်အနေနဲ့အုံတော်မျိုးနွယ်စုကသူ့မျိုးနွယ်စုတဲ့ပေါင်းစည်းရမှာဖြစ်ပါတယ်ချမ်းကလီဆာအနားကိုတိုးကပ်သွားပြီးတတိရှိုံနဲ့တင်မလုံလောက်ဘူးဘက်လန်တန်တွေရဲ့ရက်ဆက်မှုနဲ့ကြောက်တုံးမျိုးနွယ်စုရဲ့အင်အားကိုမင်းအတိဆုံးပါအခုမင်းကဒဏ်ရာရနေတဲ့တမင်မလေးတကောင်လိုပဲသွေးစာနေတဲ့တားရဲတွေကမင်းစီကိုမကြခင်ရောက်လာတော့မှလို့ပြောလိုက်ပါတယ်လီဆာကစိတ်တူပြီးဒါတွေကိုသူမသိပြီးသားဖြစ်ပေမဲ့သူမရဲ့မိန်းကလေးတွေကိုအတင်းကျပ်လက်အောက်ခံခိုင်းဖို့မဖြစ်နိုင်ဘူးလို့ပြန်ပြောပါတယ်သူမကနင်တကယ်ပဲဒီစိန်ခေါ်မှုကိုလက်ခံနိုင်လားလို့မေးတဲ့အခါချမ်းကပြုံးပြီးလက်ခံလိုက်ပါတယ်အပြင်ကိုရောက်တဲ့အခါချမ်းကအုံတော်မျိုးနွယ်စုဝင်တွေကိုသူတို့ရဲ့ဖရင်မှဒဏ်ရာရနေတာကြောင့်သူမကိုစားစတုံးဘုံနဲ့ရှင်ပြန်ရမှာဖြစ်ကြောင်းတရားမျှတမှုရှိအောင်သူကိုယ်တိုင်လည်းဝင်မတိုက်ပဲစတုံးဘုံကိုပဲတိုက်ခိုက်ခိုင်းမှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်စတုံးဘုံကရေမောပြီးဘသူကသူ့ကိုစိန်ခေါ်မလဲလို့မေးတဲ့အခါအီရန်ကရှေ့ထွက်လာပြီးလက်ခံလိုက်ပါတယ်